ကဘာကျော်အင်္ဂလိပ်စစ်တပ်ကတော့မှခြေသေးတစ်ကောင်ရဲ့တတ်တိမျိုးရှိသူလို့အတိမတ်ပြုခဲ့ရတဲ့စစ်သူကြီးမဟာဗန်ဒူလာရဲ့ကြောက်စရာကောင်းတဲ့စစ်ဖြူဟာ၃ခုကြောင်းကိုပြောပြတင်ဆက်ပေးသွားပါမယ်ခင်ဗျ။နံပါတ်3ကတော့ပင်းကူအိမ်ပြူဟာပါ။ဒါရန်သူကိုရှေ့ကနေဓာတ်ရိုက်မတိုက်ခိုက်ဘဲနဲ့ဘေးပပတ်လေကနေဝန်းရံပိတ်ဆို့ပြီးတော့ရိတ်ခါဖြတ်တောက်တဲ့နီလန်ပါ။ဒီပြူဟာကြောင့်အင်္ဂလိပ်စစ်တပ်ဟာအာတန်နဲ့မရိပူရာတိုက်ပွဲတွေမှာရေမတောင်းနိုင်အိမ်မပြန်နိုင်အောင်အထိနာခဲ့ရပါတယ်။နံပါတ်2ကတော့မြေအောက်ခံကရုတ်ပြူဟာပါ။ဒါကတော့ဒနုပြူတိုက်ပွဲမှာအသုံးချခဲ့တာဖြစ်ပါတယ်။ရန်သူအမြောက်ကြီးတွေရန်ကနေလွတ်အောင်လို့မြေကြီးထဲမှာကျွင်းနေတူးအဲ့ဒီကျွင်းနေတဲ့ကနေရန်သူကိုအနီးကပ်ချောင်းမြောင်းပစ်ခတ်တာမျိုးပါအင်္ဂလိပ်စစ်ဗိုလ်တွေကမြေကြီးတွေကထွက်လာတဲ့စစ်တီတော်တွေလို့တောင်အန်အောတုံလုံးစွာနဲ့မှတ်တမ်းတင်ခဲ့ရတာဖြစ်ပါတယ်နံပါတ်1ကတော့အားလုံးသိကြတဲ့ကျွဲကောင်းပြူဟာပါရန်သူကိုထိတ်ထရင်ဆိုင်နေချိန်မှာလက်ဝဲလက်ရာနှစ်ဖက်စလုံးကနေကျွဲကြိုလိုမျိုးဝိုင်းညှပ်ပြီးတော့တိုက်ခိုက်တာပါဒီပြူဟာကရန်သူကိုအလွန်မပေးဘဲနဲ့အသေးခံတိုက်တဲ့ပြူဟာမျိုးဖြစ်လို့ရန်သူတွေအတွက်တော့တကယ်ကိုငရဲကန်းလိုပါပဲမြမသမိုင်းမှာဒီလိုဂုံစရာကောင်းတဲ့သူရဲကောင်းတွေအများကြီးရှိပါသေးတယ်နောက်ထပ်ဘသူအကြောင်းတွေသိကျင်သေးလဲကွန်မန့်မှာရေးခဲ့လို့ရပါတယ်ခင်ဗျတိုတိုလေးနဲ့ထီထီမီမီဖြစ်စေဖို့ကွမ်တိုတိုလေးကနေတင်ဆက်နေပါတယ်